အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တာဂီတာဝိုင်းဒီတရားရှိတောင်ဗျာမြောက်ဘက်ဆောင်တက်မှာပေးတယ်ဟောနေတဲ့ဆရာထိုက်အောင်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေဗုဒ္ဓဦးသားသမီးများအတွက်18ရက်ကနေပြီးတော့24ရက်အတွင်းတပတ်အတွင်းမှာကြုံတွေ့ရမယ့်ကံကြမ္မာအကောင်းဆုံးကိုတဲတော့ကပ်ပြီးနမိတ်ပဲပြီးဟောကြားပေးမှာဖြစ်ပါတယ်ဗုဒ္ဓဦးသားသမီးတွေဒီကာလမှာပျော်ရွှင်စရာတွေကြုံရမယ့်ကာလလည်းဖြစ်ပါတယ်နောက်ကုညီမှုပံ့ပိုးမှုတွေရနေတဲ့ကာလလည်းဖြစ်ပါတယ်နောက်လက်ဆောင်ပစ္စည်းတွေရတာအဖို့တဲ့ပစ္စည်းတွေဝင်လာတာတွေကြုံရမယ့်ကာလလည်းဖြစ်ပါတယ်လက်ရှိဒီကာလမှာတော့ငွေကြေးအဆင်မပြေဘူးငွေကြေးကကျက်သွားတတ်ပါတယ်နော်ငွေကြေးအဆင်မပြေဖြစ်တတ်တယ်နော်အိမ်မှာရှိတဲ့ပစ္စည်းတွေရောင်းချရတဲ့ဒီငွေကုန်ကြေးကျများသွားမယ့်ကာလလည်းဖြစ်ပါတယ်မိတ်ဆွေနဲ့ပတ်သက်လာရင်တနင်္ဂနွေဗုဒ္ဓဦးသားသမီးနဲ့ပတ်သက်တဲ့အခါမှာကျွန်တော်တို့ချီတုံချစရာဖြစ်စရာတွေနောက်အစင်မပြေမှုတွေကြုံရမယ့်ကာလလည်းဖြစ်ပါတယ်မိတ်ဆွေနဲ့ပတ်သက်လာရင်ကျွန်တော်တို့ရှင်ပြိုင်တာတို့အန်တုတာတို့နော်အတိုက်ခံလုပ်တာတို့ခံရမယ့်ကာလလည်းဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေဗုဒ္ဓဦးသားသမီးတွေနဲ့ပတ်သက်နေတယ်ဆိုရင်တော့ဂရုစိုက်ဖို့လိုပါတယ်မိခင်ကျမ်းမာရေးညံ့နေတယ်ဆိုတော့ရုတ်တရက်ပြန်ကောင်းသွားမယ်ပြီးတော့လက်လာပါလည်းရှင်သွားလိမ့်မယ်နောက်နေအိမ်မှာကျွန်တော်တို့အရွယ်ရောက်ပြီးသားသူဆိုရင်တော့လူတွေရှိတယ်ဆိုရင်တော့နော်ရုတ်တရက်အိမ်အောင်ကျသွားမယ်ကာလလည်းဖြစ်ပါတယ်နော်ဒီကာလဟာနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းမကျဖြစ်နေတဲ့ကာလလည်းဖြစ်ပါတယ်နော်သားသမီးနဲ့ပတ်သက်လာရင်တော့ကလေးတွေကျမရေးဂရုစိုက်ပါဝမ်းရောဂါဒုက္ခပေးတတ်ပါတယ်ဘုရားသားသမီးဒီကာလမှာအမှုဟောင်းတွေပြဿနာဟောင်းတွေရန်သူဟောင်းတွေပြန်လဲပေါ်တတ်တယ်တကြော့ပြန်တတ်တဲ့ကာလလည်းဖြစ်ပါတယ်ဂရုစိုက်ပါငယ်ရွယ်သူရဲ့ဘုရားသားသမီးတွေဆိုရင်တော့အခြေအမှအဆင်မပြေပါဘူးစစ်သူနှစ်ဦးလမ်းခွဲရမယ့်ကာလလည်းဖြစ်ပါတယ်အိမ်တော်ရှင်များဖို့ကတော့အိမ်တော်ဘက်နဲ့လုံးဝအဆင်ပြေတဲ့ကာလလည်းဖြစ်ပါတယ်နောက်အိမ်တော်ဘက်အလုပ်တွေလုပ်ငန်းတွေထိခိုက်တတ်ပါတယ်အိမ်တော်နဲ့ပတ်သက်ပြီးတော့ညံ့နေတဲ့ကာလလည်းဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့စိုးစိုးဝါမရှိပါဘူးကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အခိုက်အညက်ကင်းနေတဲ့ကာလလည်းဖြစ်ပါတယ်ကိုယ့်ရဲ့အတွေးကောယူဆတွေဟာဒီကာလမှာသူတစ်ပါးအပေါ်မှာမိခိုနေတာများနေတဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့အတွေးကောယူဆတွေကိုကိုယ်ဘက်ကိုတွေးပါနော်ကိုယ့်ဘက်ကိုစုံစမ်းချက်ချဖို့လိုပါတယ်နောက်ပညာရေးကိစ္စတွေဘာသာရေးကိစ္စတွေတဖြည်းဖြည်းနဲ့အဆင်ပြေသွားမယ့်ကာလလည်းဖြစ်ပါတယ်အလုံးစုံဆိုတော့လုပ်လို့မရဘူးပေါ့နော်အလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့ကိုလုပ်နေတဲ့လုပ်ငန်းတွေဟာရုတ်တရက်တွတ်တလန့်ဖြစ်သွားတတ်တယ်ရှေ့ဆက်မရဘူးဖြစ်သွားတတ်တယ်နောက်စက်တူလုပ်ငန်းလုပ်တဲ့လူဆိုရင်တော့ဒီကာလဟာအားလုံးကကိုယ့်ကိုစွန့်ပစ်ပြီးတော့ကိုယ်မှာအခက်ခဲတွေဒုက္ခတွေအကျဉ်းအကျက်တွေပိုက်ပြီးကြံနေမဲ့ကာလလည်းဖြစ်ပါတယ်အလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့မကောင်းပါဘူးညံ့နေတဲ့ကာလလည်းဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်လာရင်တော့ဒီကာလမှာလက်ဆောင်တွေပါရတတ်တယ်နောက်ငွေကြေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေသွားတာတွေနောက်ရစရာရှိတဲ့ငွေတွေရတာတွေပေါ့နော်အဲ့လိုမျိုးတွေကြုံရတတ်တယ်ဝန်ထမ်းတွေဆိုရင်တော့လစာတွေပါတိုးသွားတတ်တယ်နော်လက်ဆောင်တွေပါရတတ်တယ်နောက်ငွေကြေးနဲ့ပတ်သက်ရင်တော့ကံကောင်းနေတဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့ကိုယ်မှာခက်ခဲနေတဲ့အခက်ခဲတွေပြပြောက်သွားဖို့အတွက်ကျွန်တော်တို့ဖရားတဆူဆူမှာတနင်္ဂနွေတောက်မှာပေါ့နော်ထီးတကွန်ကုတ်ကားမူလေးဘွားပေါ့နော်အစုံပါတာလေးကိုလှူဒန်းပြီးတော့လိုရဆူတောင်းပါအဲ့လိုလှူဒန်းပြီးဆူတောင်းလိုက်မှဆိုရင်တော့ကိုယ်မှာခက်ခဲနေတဲ့အခက်ခဲပြပြောက်ပြီးတော့ကောင်းကျိုးချမ်းသာများရရှိတော့မှာဖြစ်ပါတယ်ခင်ဗျာ